ဒီပေါ်လောကမှာအတန်ပါဝါကောင်းကောင်းနဲ့ကောက်ကွက်အမိုက်စားတွေကိုပိုင်ဆိုင်ထားတဲ့သူလို့ဆိုလိုက်တာနဲ့တစ်ဖက်အဖွဲ့ရဲ့ထီရန်ကိုပြင်းမြင်ကြမှာပါသူဟာအဖွဲ့ထဲမှာပင်နိုင်ဆိုတော့တယောက်အနေနဲ့တာမက R&B ဂီတမျိုးစားမှာထိတ်တန်းကရက်တည်နေတဲ့ကနဝင်အဆိုတော်တူဖြစ်ပါတယ်ဒါပေမဲ့အမြဲတမ်းတည်ငြိမ်ပြီးအပြုံးချွချွတွေပိုင်ဆိုင်ထားတဲ့သူ့ရဲ့ငယ်ဘဝဖြစ်သွမ်းမှုတွေကရောဘလို့အခက်အခဲတွေရှိခဲ့တယ်လဲဒီနေ့ကျွန်တော်ပိုးကောင်ကဗစ်ဗန်ရဲ့အဓိကမန်နိုင်ကြီးတစ်ခုဖြစ်တဲ့ထီရန်ရဲ့စိတ်ဝင်စားစရာဘဝစကြောင်းကိုသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထီရန်ရဲ့နာမည်အရင်းကတော့ဒုံရောင်ပဲဖြစ်ပြီးသူ့ကို1988ခုနှစ်မှာမွေးဖွားခဲ့ပါတယ်သူ့ရဲ့ငယ်ဘဝဟာတိတ်ပြီးမချောမွေ့ခဲ့ပါဘူးမိသားစုရဲ့စီးပွားရေးအကျပ်တဲတွေကြောင့်အသက်73နှစ်အရွယ်မှာသူဟာအိမ်ကနေထွက်ပြီး YG Entertainment မှာ training တရားအဖြစ်စတင်ဝင်ရောက်ခဲ့ပါတယ်ဒီလိုငယ်ရွယ်တဲ့အရွယ်မှာမိသားစုနဲ့ခွဲခွာပြီးအနုပညာလောကထဲခြေစုံပြည့်ဝင်ခဲ့တာဟာသူ့မိသားစုရဲ့ဝင်တော့ဝင်ဖို့ကိုရှော့ချပေးခြင်းနဲ့သူ့ရဲ့ရင်းကျက်တဲ့စိတ်လက်ကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီမှာပဲသူဟာနောက်ပိုင်းမှာတက်တာတငယ်ချင်းဖြစ်လာမယ် G-Dragon နဲ့စတင်တွေ့ဆုံခဲ့ပြီးအိမ်မက်တွေကိုတူတူပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်ထေရန်နဲ့ G-Dragon တို့ဟာ6နှစ်တိတိခက်ခဲပေါင်းများစွာတူတူကြောဖြတ်ပြီးလေ့ကျင့်ခဲ့ကြပါတယ်အစာပိုင်းမှာသူတို့နှစ်ယောက်ထဲဟင်းရော်အတွဲအနေနဲ့ debut လုပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကြောင့်နောက်ထပ်အဖွဲ့ဝင်တွေနဲ့ပေါင်းပြီးဗစ်ဗန်ဆိုတဲ့ idol ဖွဲ့ကြီးအနေနဲ့ဝယ်ထွက်ခဲ့ရပါတယ်ဒီလိုပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ဒီရန်ဟာအလျှော့မပေးပဲအဖွဲ့ရဲ့ main focus list နဲ့ main dancer နေရာကအကောင်းဆုံးတာဝန်ယူခဲ့ပါတယ်သူ့ရဲ့စူးစမ်းမှုတွေကြောင့်ဗစ်ဗန်ဟာ K-pop လောကသမိုင်းမှာအောင်မြင်ဆုံးအဖွဲ့ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်အဖွဲ့လိုက်အောင်မြင်မှုတွေရဲ့အထွတ်ထိပ်ကိုရောက်နေချိန်မှာပဲထီရန်ဟာတကူတော့အမှုပညာရှင်တယောက်အနေနဲ့ပါထူးခြားတဲ့မှတ်တိုင်တွေကိုစိုက်ထူနိုင်ခဲ့ပါတယ်သူရဲ့ချင်းတွေဟာအာရှတလွှားမှာအရန်ကိုအောင်မြင်ခဲ့ပါတယ်အထူးသဖြင့်2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ I Know Love တချင်းဟာသူ့ရဲ့အမှုပညာသက်တမ်းမှာအမြင့်မားဆုံးအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးစူပေးပဲတိုင်းမှာတစ်နှစ်တာအကောင်းဆုံးတချင်းစုတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အတန်နဲ့ခန်းစားချက်ပြေးဝတဲ့တချင်းစုဟန်တွေကကမ္ဘာလုံးကပြည်သက်တွေကိုဖန်ဆားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီရန်ဟာအမှုပညာသားမကချီရေးမှလည်းအားလုံးကလေးစားအားကြရတဲ့တယောက်ပါI Know Less တချင်းဟာသူ့ရဲ့ချစ်သူမင်းသမီးမင်ဟိုရင်ရဲ့အတွက်ရည်ရွယ်ရေးဆက်ခဲ့တာဖြစ်ပြီးသူ့ရဲ့အချစ်ဇလန်းဟာ idol လောကမှာရှာရှာပပပြည့်စုံတဲ့ဇလန်းတစ်ပုဒ်ပါနာမည်ကြီးအနုပညာရှင်တရားဖြစ်ပေမဲ့သတင်းဆိုးတွေကင်းရှင်းပြီးသူ့ရဲ့ပထမဆုံးအခြေဦးဖြစ်တဲ့မင်ဟိုရင်နဲ့ပဲလက်ထပ်ခဲ့တာကတည်ငြိမ်ပြီးတစ္ဆာရှိတဲ့ရိုက်လက္ခဏာကိုပြသနေပါတယ်ဒါဟာပြည်သက်တွေကသူ့ကိုချစ်ခင်ပြီးလေးစားရတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ဗစ်ဗန်ရဲ့ကနဝင်ခီးလမ်းမှာတက်ကြခက်ခဲတွေပြဿနာတွေအများကြီးရှိခဲ့ပေမဲ့ဒီရန်ကတော့အမြဲတမ်းအဖွဲ့ရဲ့ငြိမ်းချမ်းရေးနဲ့အားကိုးရတဲ့ကြောက်ဆောင်ကြီးတစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်သူဟာအောင်မြင်မှုတွေဘလောက်ရရမာနာမကြီးပင်အမြဲတမ်းနှိမ်ချတတ်တဲ့ချန်ပီယံလူသားတစ်ယောက်ပါကီပေါ်လောကမှာထင်းရန်ဆိုတဲ့နာမည်ဟာမျိုးဆက်တစ်တွေအတွက်အမြဲတမ်းတူယူစရာချက်တစ်ခွင်းအဖြစ်သာဝရတောက်ပနေမှာတည်ကြပါပဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ပိုးကောင်ပါနောက်တစ်ပတ်မှပြန်တွေ့ကြမယ်ဗျာ